ဆက်လက်ကြောင့်ကင်ဆာ16မျိုးဖြစ်နိုင်ပါတယ်။ဆက်လက်ကမကောင်းဘူးဆိုတာသိထားကြပေမဲ့လည်းဖြတ်ဖို့ခက်ပါတယ်။ဆက်လက်တစ်လက်ကိုဖွာလိုက်တိုင်းမှာအမျိုးအစား9000လောက်ပါတဲ့ဓာတုပစ္စည်းတွေကအဆုတ်နဲ့တခြားခန္ဓာကိုယ်အတွင်းအင်္ဂါတွေကိုပြန့်နှံ့သွားပါတယ်။ဒီလိုမျိုး9000ကျော်ထဲမှာကင်ဆာဖြစ်စေတဲ့ဓာတ်ပစ္စည်း69မျိုးပါဝင်ပါတယ်။ဆက်လက်နဲ့ပတ်သက်ပြီးမှတ်သားဖွယ်အချက်လက်တွေကတော့ဆက်လက်နဲ့ကင်ဆာကဆက်နွယ်မှုကြီးမားပါတယ်။ကင်ဆာဖြစ်သူ10ယောက်မှာ1ယောက်ကဆက်လက်ကြောင့်ပါ။ကင်ဆာကြောင့်သေဆုံးသူ9ယောက်မှာ1ယောက်ကဆက်လက်ကြောင့်ပါ။ဆက်လက်တစ်ချက်ဖွာလိုက်တိုင်းမှာဓာတုပစ္စည်းပေါင်း9000ကအဆုတ်နဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုပြန့်သွားပါတယ်။ Secret မှာဆိုရင်ကင်ဆာဖြစ်စေတဲ့ပစ္စည်းပေါင်း69မျိုးပါပါတယ်။တနစ်ကိုကင်ဆာရောဂါတွေ့ရှိမှု15000ကျော်လောက်ကဆက်လက်ကြောင့်ပါ။ဆက်လက်တောက်ပြီး6နာရီဆိုရင်ခန္ဓာကိုယ်ကစပြီးဓာတုပစ္စည်းတွေကိုစပြီးဖျက်ဆီးပါတယ်။တင်သာထပ်မတောက်ဘူးဆိုရင်ကိုယ်ခန္ဓာထဲမှာဓာတုပစ္စည်းတွေပုံလာမှာမဟုတ်ပါဘူး။ဆက်လက်တောက်သုံးမှုသာမရှိဘူးဆိုရင်အဆုတ်ကင်ဆာဆိုတာရှားပါရောဂါဖြစ်သွားနိုင်ပါတယ်။ဆက်လက်ကြောင့်အစာအိမ်ကင်ဆာဖြစ်နိုင်ခြင်း61%တိုးလာနိုင်ပါတယ်။ဂရင်းကင်ဆာအများစုကတော့ဆက်လက်ကြောင့်ဖြစ်တာပါ။ဂရင်းနဲ့လေကြောင်းကင်ဆာ60%အတန်အိုးကင်ဆာ89%အစာရည်ပြုံကင်ဆာ60%လို့ပဲဖြစ်ပါတယ်။ဆက်လက်ကြောင့်ဖြစ်နိုင်တဲ့ကင်ဆာ16မျိုးဆက်လက်ကကင်ဆာဖြစ်နိုင်တယ်ဆိုပေမဲ့ဒီလောက်များမှန်းတော့ထင်ထားကြမှာမဟုတ်ပါဘူး။ဒါပေမဲ့သက်သေအခိုင်အမာနဲ့ပြထားတာဖြစ်ပြီးဆက်လက်လေးလာနေစေကင်ဆာအမျိုးအစားတွေလည်းရှိပါတယ်။ဆိုလိုတာကတော့16မျိုးတဲ့များနိုင်ပါသေးတယ်။ဖြစ်နိုင်တဲ့ကင်ဆာ16မျိုးကတော့အဆုတ်ကင်ဆာ၊ဂရင်းကင်ဆာ၊လေကြောင်းကင်ဆာ၊နှာခေါင်းကင်ဆာ၊မျက်နှာလဲအိတ်ကင်ဆာ၊အစာရည်မျိုးပြုံကင်ဆာ၊စီးအိမ်ကင်ဆာ၊ကြောက်ကပ်ကင်ဆာ၊စီးပို့ပြုံကင်ဆာ၊ပန်ခရီးယားကင်ဆာ၊အစာအိမ်ကင်ဆာ၊အသည်းကင်ဆာတရင်ကောင်းကင်ဆာတာဥအိမ်ကင်ဆာဥမာကြီးကင်ဆာသွေးကင်ဆာတို့ပဲဖြစ်ပါတယ်။ဒါကြောင့်ဆက်လက်တောက်တဲ့အချိန်တိုင်းမှာငါမှာကင်ဆာ16မျိုးဖြစ်နိုင်တယ်ဆိုပြီးနှလုံးသွင်းထားဖို့တော့လိုပါတယ်။ဆက်လက်ကကင်ဆာကိုဘယ်လိုဖြစ်စေသလဲ။လူခန္ဓာကိုယ်ထဲကအသေးဆုံးအစိတ်ပိုင်း cell ဖြစ်ပြီးသူ့ကို DNA ကထိန်းချုပ်ထားပါတယ်။ဆက်လက်တစ်လက်ကတော့ DNA ကိုအပြောင်းလဲဖြစ်စေနိုင်ပါတယ်။ဆက်လက်မှာဓာတုပစ္စည်းပေါင်း9000ကျော်ပါပြီး69မျိုးကကင်ဆာဖြစ်စေနိုင်ပါတယ်။ဆက်လက်တောက်တိုင်းမှာဒီပစ္စည်းတွေကအဆုတ်အပါအဝင်ခန္ဓာကိုယ်တစ်ခုလုံးကိုရောက်ရှိသွားပါတယ်။ဒီဓာတုပစ္စည်းတွေကဆဲတွေထဲက DNA ကိုပျက်စီးစေပါတယ်။ပျက်စီးနေတဲ့ DNA ကိုပြန်ပြီးပြုပြင်လို့ခက်ခဲအောင်ဓာတုပစ္စည်းတွေကထပ်ပြီးတားမြစ်ပါတယ်။ဒါအပြင်ကင်ဆာမဖြစ်အောင်ကာကွယ်ပေးတဲ့ DNA တွေကိုလည်းဖျက်ဆီးပစ်ပါတယ်။ဒီလိုနဲ့ဆဲတွေမှာခဏခဏ DNA တွေပျက်စီးလာတဲ့အခါကင်ဆာဆဲအဖြစ်ကိုပြောင်းသွားကြပါတယ်။ဆက်လက်တောက်တာကင်ဆာဖြစ်နိုင်ခြင်းကိုဘယ်လောက်မြင့်တက်စေပါသလဲ။အချမ်းမြင့်ပြောရရင်တော့တော်တော်များပါတယ်။ဖြစ်နိုင်ခြင်းကတော့များများတောက်ကြာတောက်ရင်ဖြစ်နိုင်ခြင်းများပါတယ်။ဒါအပြင်ကင်ဆာအမျိုးအစားပေါ်မှာလည်းမူတည်ပါတယ်။ဥပမာပြောရရင်ဆက်လက်လုံးဝမတောက်တဲ့သူထက်လက်ရှိမှာဆက်လက်တောက်သူကအဆုတ်ကင်ဆာဖြစ်နိုင်ခြင်း25ဆပိုများပါတယ်။စီးအိမ်ကင်ဆာဆိုရင်တော့2ဆပါ။အစခွာတယ်ဆိုပေမဲ့မတောက်သူထက်ပိုများတာကတော့အမှန်ပါပဲ။ဒါဆိုဆေးဘောလိပ်ပြောင်းတောက်မယ်ဆိုရင်ရောဆေးရံနေဆေးဘောလိပ်တွေကလည်းထိုးနည်း၎င်းပါပဲ။ Secret နဲ့ရှင်ရင်ဖြစ်နိုင်ခြင်းနည်းတယ်ဆိုပေမဲ့သူတို့ကလည်းဖြစ်နိုင်ခြင်းရှိပါတယ်။ဥပမာဆက်လက်မတောက်သူနဲ့ရှင်ရင် Secret တောက်သူကဥပမာဆက်လက်မတောက်သူနဲ့ရှင်ရင် Secret တောက်သူကအဆုတ်ကင်ဆာဖြစ်နိုင်ခြင်း25ဆပိုများနေချိန်မှာဆေးဘောလိပ်တောက်သူက5ဆပိုများနေပါတယ်။ဒီလိုပြောတာ Secret နေရာမှာဆေးဘောလိပ်ကိုအစားထိုးဖို့တော့မဟုတ်ပါဘူး။နဲတာများတာပဲကွာပြီးနှစ်ခုစလုံးကကင်ဆာဖြစ်နိုင်ခြင်းရှိတာတော့အတူတူပါပဲ။ဆက်လက်တောက်တာတော်တော်လေးကြာနေပါပြီအခုမှဖြတ်လို့လည်းမထူတော့ပါဘူးလို့တော့မထင်ပါနဲ့ဒါကမှားပါတယ်ဆက်လက်ဖြတ်တဲ့နေရာမှာနောက်ကျနေပြီဆိုတာမရှိပါဘူးဖြတ်လိုက်တာနဲ့ကင်ဆာဖြစ်နိုင်ခြင်းကစရော့လာပါတယ်နောက်ဆုံးဆက်လက်ကြောင့်ကင်ဆာရောဂါခံစားနေရစေအောင်တော့ဆက်လက်ဖြတ်လိုက်တာကလူနာအတွက်ရောဂါကုသတဲ့နေရာမှာရောနလန်ထားတဲ့နေရာမှာပါအထောက်အကူဖြစ်ပါတယ်ဆက်လက်ဖြတ်လိုက်တဲ့အတွက်ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေကင်ဆာဖြစ်စေတဲ့ဓာတုပစ္စည်းတွေဝင်လာရပ်တန့်သွားပါတယ်ဒါကိုကခန္ဓာကိုယ်ထဲကဆက်လက်ကြောင့်ပျက်စီးနေတာတွေကိုပြန်လည်ကုစားဖို့အခွင့်အရေးပါပဲ။ခေါင်းကပြောခဲ့သလိုပဲဆက်လက်နဲ့ကင်ဆာအကြောင်းပဲဖြစ်ပြီးတခြားရောဂါတွေဖြစ်တဲ့ဆက်လက်ကြောင့်နှလုံးသွေးကြောထိခိုက်တာအစာရင်အနာတွေပိုဆိုးလာတာတွေမပါသေးပါဘူး။ဒါတွေပါထက်တွက်ရင်တော့ဆက်လက်ရဲ့ဆိုးကျိုးဟာကြောက်ခမန်းလေးလိမို့ဆက်လက်မတော့ဖို့တိုက်တွန်းပြစေခင်ဗျာ။